အားလုံးမင်္ဂလာပါကိုတာလူပါဒီတစ်ခါဂျပန်မှာရွှေကိုအလွယ်တကူဘယ်လိုဝယ်လို့ရတယ်လဲဆိုတာကိုအသေးစိတ်ပြောပြတော့မှာဖြစ်ပါတယ်ပတ်စံကိုပန်မှာလည်းအမထားခြင်းဘူးယင်းနှမြုံနှံမှုတစ်ခုလုပ်ခြင်းနဲ့ဘယ်နေရာမှာယင်းနှမြုံနှံရမလဲမသိတဲ့တကယ်ချင်းတွေအရင်ဆုံးရွှေကိုပဲပြေးဝယ်ထားဖို့အတွက်အကြံပြုချင်ပါတယ်ဘာကြောင့်လဲဆိုရင်ရွှေဟာအသက်ကျနေပြီးနှစ်စဉ်အသက်ဘက်ကိုပဲဥတည်နေကြတာကြောင့်ဖြစ်ပါတယ်ဒီရွှေစေး graph ကိုကြည့်လိုက်မယ်ဆိုရင်ရွှေဟာ9နှစ်အတွင်း3ဆလောက်တက်လာတာကိုတွေ့ရပါလိမ့်မယ်ပြီးတော့ရွှေကိုအရေးပေါ်ငွေလိုတဲ့အခါမှာလွယ်တကူပြန်လည်ရောင်းချနိုင်တာကလည်းရွှေရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်ကဲဂျပန်မှာရွှေဘယ်မှာဝယ်လို့ရမလဲဂျပန်မှာရွှေဆိုင်ပေါင်းမြောက်များစွာရှိပါတယ်အဲ့ထဲမှာတာနာကာခီကင်ဆိုကူအကိုရီကီဟွန်ဒန်မစ်ဆူဘီစီမတီရီယယ်တို့ကတော့အကြီးဆုံးနဲ့အကျော်စားဆုံးရွှေနဲ့ပတ်သက်တဲ့လုပ်ငန်းကြီးတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့တာနာကာခီကင်ဆိုကူမှာရွှေဘယ်လိုဝယ်လို့ရမလဲဆိုတာကိုအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်တာနာကာခီကင်ဆိုကူမှာရွှေကိုနီလန်3မျိုးနဲ့ဝယ်ယူလို့ရပါတယ်ဆိုင်ကိုတိုက်ရိုက်တွားရောက်ဝယ်ယူခြင်းဖုန်းဆက်မာယူဝယ်ယူခြင်းနဲ့အင်တာနက်ကနေဝယ်ယူခြင်းတို့ပဲဖြစ်ပါတယ်ဒီထဲမှာအင်တာနက်ကနေဝယ်ယူခြင်းကတခြားနည်းလမ်းများထက် safe အနေငယ်ပိုတက်တာပြီးပိုလဲအဆင်ပြေပါတယ်ဒါကြောင့်ဒီဗီဒီယိုမှာအင်တာနက်ကနေဝယ်ယူခြင်းကိုပဲအဓိကပြောပြသွားမှာဖြစ်ပါတယ်တာနာကာခီကင်ဆိုကူမှာရွှေကိုအင်တာနက်ကနေဝယ်ယူဖို့အတွက်အရင်ဆုံးအကောင့်တစ်ခုဖွင့်ရမှာဖြစ်ပါတယ်အကောင့်ဖွင့်တဲ့နေရာမှာလည်းကိုယ်ဝယ်ခြင်းတဲ့ပုံစံနဲ့လိုက်ပြီးတော့ဖွင့်ရမှာဖြစ်ပါတယ်တာနာကာခီကင်ဆိုကူမှာရွှေဝယ်ယူလို့ရတဲ့ပုံစံ3မျိုးရှိပါတယ်စမီတာတက်ခိုနီယိုဒီနီလာကတော့ကိုတတ်မှတ်ထားတဲ့ပမာဏကိုလာစဉ်အလိုလျောက်ဝယ်ယူပြီးစုဆောင်ပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်ဥပမာတလားကိုရန်3000ရွှေဝယ်စုမယ်လို့တတ်မှတ်ထားရင်လာစဉ်အလိုလျောက်3000ကိုဝယ်ပြီးစုဆောင်ပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်စပေါ့တိုကိုနျူဒီနီလာကတော့ကိုဝယ်ခြင်းတဲ့အချိန်မှာကိုလိုချင်တဲ့ပမာဏကိုကိုတိုင်းရွေးချယ်ဝယ်ယူလို့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်အပေါ်မှာပြောခဲ့တဲ့စမီတာတဲ့ကိုနျူနဲ့စပေါ့တိုကိုနျူဖြစ်ဝယ်ယူထားတဲ့ရွှေတွေကတာနာကာခီကင်ဆိုကူမှာစုထားပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်ကဲစုထားတဲ့ရွှေတွေကိုဘာလို့ရသလဲဆိုရင်ချီကင်နော်ကင်ကင်ကပစံပြန်ပြောင်းခြင်းချီကင်ကွိုင်ဟီတာရှိရွှေတုံးရွှေသင်္ကားပြားများအဖြစ်ထုတ်ယူခြင်းဂျူအယ်ရီတိုနော်တိုကာကိုကောင်တခြားလက်ဝတ်တန်ဆာများနဲ့လဲခြင်းတို့ပြုလုပ်လို့ရမှာဖြစ်ပါတယ်ချီကင်ရကွိုင်ကိုနျူဒီနီလန်ကတော့စပေါ့တိုကိုနျူလိုပါပဲကိုဝယ်ခြင်းတဲ့အချိန်မှာကိုလိုချင်တဲ့ပမာဏကိုကိုတိုင်းရွေးချယ်ဝယ်ယူလို့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒါပေမဲ့ဝယ်ယူထားတဲ့ရွှေတွေကိုသူတို့စီမှာတင်ထားပေးမှမျိုးမဟုတ်ပဲကိုယ့်ရဲ့အိမ်ကိုတခါတည်းပို့ဆောင်ပေးမှဖြစ်ပါတယ်ကဲတဲ့ဆူလျောတွေဘာတွေရှိတယ်လဲကြည့်လိုက်ကြရအောင်ပထမဆုံးတစ်ခုအနေနဲ့ကတော့နန်ကိုင်းဟီ1100ရှိပါတယ်ဒီဟာကအင်တာနက်ကနေဝယ်ယူမယ်ဆိုရင်ပေးစရာမလိုပါဘူးပြီးတော့ခိုးစာခန်းတွေရော1320ရှိပါတယ်ဒီဟာကလည်းစမီတာတဲ့ခိုးနျူနဲ့လာစဉ်ပုံမှန်ဝယ်ယူနေမယ်ဆိုရင်ပေးစရာမလိုပါဘူးပြီးတော့ခိုးနျူနီခခလူတဲ့ဆူလျောဝယ်ယူတဲ့ချိန်မှာကုန်ကြတဲ့တဲ့ဆူလျောစမီတာတဲ့ခိုးနျူနဲ့လာစဉ်3000ကနေ2900တဲ့ဆိုမယ်ဆိုရင် 2.5% ပေးရမှာဖြစ်ပါတယ်3000ကနေ4900အတွင်းစုမယ်ဆိုရင် 2% ပေးရမှာဖြစ်ပါတယ်9000နဲ့အထက်ဆိုရင် 1.5% ပေးရမှာဖြစ်ပါတယ် spot တိုကိုနျူနဲ့ဝယ်ယူမယ်ဆိုရင်တော့ဒီဟာကပေးစရာမလိုပါဘူးငွေလွှဲတဲ့အချိန်မှာကုန်ကြတဲ့ငွေလွှဲခါကိုတော့ကိုတိုင်းပဲပေးရမှာဖြစ်ပါတယ်ကန်ကင်ကနေခခလူတဲဆူရောကတော့မူရောဖြစ်ပါတယ်ပေးစရာမလိုပါဘူးဒီဟာကလည်းငွေလွှဲတဲ့အချိန်မှာကုန်ကြတဲ့ငွေလွှဲခါလည်းကိုတိုင်းပဲပေးရမှာဖြစ်ပါတယ်ဟီကီတာရှိနီခခလူတဲဆူရောရွှေတုံးရွှေတင်ကားပြားများဖြစ်ထုတ်ယူတဲ့အချိန်မှာကုန်ကြတဲ့ကုန်ကြစိတ်ဖြစ်ပါတယ်ရွှေတုံးရွှေတင်ကားပြားများဖြစ်ထုတ်ယူတဲ့အချိန်မှာကိုယ့်အိမ်ကိုပို့ပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ခါတစ်ခါကို2200ပေးရမှာဖြစ်ပါတယ်ပြီးတော့ကိုထုတ်ယူတဲ့အချိန်မှာကိုလိုချင်တဲ့အရွယ်အစားကိုတတ်မှတ်မယ်ဆိုရင်ပါရှိသေးတဲ့ဆူလျောကိုပေးရမှာဖြစ်ပါတယ်။ပါရှိသေးတဲ့ဆူလျောကတော့ဒီမှာပြထားတဲ့အတိုင်းဖြစ်ပါတယ်။တိုကာကူကန်နီခခလူတဲ့ဆူလျောတခြားလက်ဝတ်တန်ဆာများနဲ့လဲတဲ့အချိန်မှာလည်းလဲခါတကမူလျောဘာမှပေးစရာမလိုပါဘူး။ချီကင်ခွိုင်ခွန်ညိုနဲ့ဝယ်ယူမယ်ဆိုရင်ကိုယ့်အိမ်ကိုတခါတည်းပို့ပေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဟာကလည်းပို့ခ2200ပေးရမှာဖြစ်ပါတယ်ပြီးတော့ဝယ်ယူခဒီမှာပြထားတဲ့အတိုင်းပေးရမှာဖြစ်ပါတယ်ငွေလွှဲခကလည်းကိုတိုင်းပဲပေးရမှာဖြစ်ပါတယ်ကဲအကောင့်လုပ်ချင်တယ်ဆိုရင်တော့ comment မှာကျွန်တော် link ချထားပေးတာရှိပါတယ်အဲ့ရနေတစ်စင်းဝင်လုပ်လို့ရပါတယ်အကောင့်လုပ်ပြီးရင်ကိုယ့်ရဲ့အိမ်ကို login ID နဲ့ငွေလွှဲလို့ရမယ်ဘဏ်အကောင့်တစ်ခုပို့လာပါလိမ့်မယ် passport တော့ကိုအကောင့်လုပ်တဲ့အချိန်မှာလုပ်ထားတဲ့ passport ကိုပဲသုံးရမှာဖြစ်ပါတယ်
အကယ်လို့ login ID ရလာပြီဆိုရင် comment မှာပေးထားတဲ့ link ကနေတစ်ဆင့် login ဝင်လိုက်မယ်ဆိုရင်ဒီလိုပုံစံလေးပေါ်နေပါလိမ့်မယ်တနက QQ မှာရွှေပလက်တီနမ်ငွေဆိုပြီး၃မျိုးဝယ်ယူလို့ရမှာဖြစ်ပါတယ်ရွှေနေရာမှာကြည့်လိုက်မယ်ဆိုရင်လည်းဆိုင်ရဲ့အယောင်းဝယ်လုပ်တဲ့ဈေးနဲ့ internet ရဲ့အယောင်းဝယ်လုပ်တဲ့ဈေးဆိုပြီးတော့2မျိုးရှိပါတယ်ခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ internet ကအယောင်းဝယ်လုပ်မယ်ဆိုရင်ဈေးအနေငယ်ပို့ပြီးတော့တက်တာပါတယ်ဘယ်ဘက်ကကင်ကပ်ကူကတော့ဆိုင်ရဲ့ရောင်းဈေးဖြစ်ပြီးတော့ညာဘက်ကကင်ကပ်ကူကတော့ဆိုင်ရဲ့ဝယ်တဲ့ဈေးဖြစ်ပါတယ်ဒီအောက်နားလေးကိုဆက်ပြီးတော့ဆင်းကြည့်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့လက်ကျန်ရွှေကိုတွေ့ရမှာဖြစ်ပါတယ်အကောင့်လုပ်ပြီးပြချင်းဆိုရင်တော့ဒီနားလေးမှာ3ရတွေပဲပေါ်နေပါလိမ့်မယ်ဒီအောက်နားလေးမှာကန်ဆိုင်တော့အာစကာရီကင်ကပ်ကူဆိုတာရှိပါတယ်ဒီဟာကဘာလဲဆိုရင်သူတို့ပေးခဲ့တဲ့ဘဏ်အကောင့်ကိုကိုယ့်ရဲ့ဘဏ်အကောင့်နဲ့တစ်စက်ငွေလွှဲလိုက်မယ်ဆိုရင်ဒီနားလေးမှာပေါ်လာပါလိမ့်မယ်အဲ့ငွေရတဲ့တစ်စက်ကိုလိုချင်တဲ့ရွှေငွေပလက်တီနမ်စသဖြင့်ဝယ်ယူလို့ရမှာဖြစ်ပါတယ်အခုကျွန်တော်1100ဝယ်ပြမှာဖြစ်တဲ့အတွက်ကျွန်တော်1100လွှဲထားတာရှိပါတယ်အောက်နားလေးကိုဆက်ဆင်းလိုက်မယ်ဆိုရင် spot တို့ခုမျိုးရှိပါတယ် spot တို့ခုမျိုးကတော့ခုနကကျွန်တော်ရှင်းပြခဲ့တဲ့အတိုင်းပဲကိုစင်ပြေးတဲ့ချိန်မှာကိုယ်ရွေးချယ်ဝယ်ယူလို့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်ကန်ကင်းကဒီအားကြတော့ပိုဝယ်ထားတဲ့ရွှေတွေကိုပတ်စံပြန်ပြောင်းတဲ့တနည်းအားဖြင့်ပြန်ရောင်းချင်တယ်ဆိုရင်ဒီနေရာကနေဝင်လို့ရမှာဖြစ်ပါတယ်ဟီကီတာရှိဒီနေရာကတော့ကိုဝယ်ထားတဲ့ရွှေတွေကိုရွှေတုံးရွှေတင်ကားပြားများဖြင့်ကိုယ့်ရဲ့အိမ်ကိုပို့ပေးစေချင်တယ်ဆိုရင်တော့ဒီနေရာကနေဝင်ထုတ်လို့ရပါတယ်ဇန်ကိုဟီကီတာရှိရှော့ကိုင်းဒီနေရာကတော့ငွေသွင်းငွေထုတ်အယောင်းဝယ်လုပ်တဲ့ history တွေကိုကြည့်ချင်တယ်ဆိုရင်တော့ဒီနေရာကနေဝင်ကြည့်လို့ရပါတယ်chicken coin ကိုမျိုးဒီဟာကလည်းခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဝယ်ပြီးချင်းကိုယ့်ရဲ့အိမ်ကိုတခါတည်းပို့ပေးစေချင်တယ်ဆိုရင်တော့ဒီနေရာကနေဝင်ဝယ်လို့ရပါတယ်ခိုင်ကျော်ရှော့ကိုင်းဟန်ကိုဒီနေရာကတော့ကိုယ့်ရဲ့ခိုင်ကျော်ဟိုးတွေကိုပြောင်းကျင်တဲ့လိပ်စာတို့ပါတော့ပြောင်းကျင်တယ်ဆိုရင်တော့ဒီနေရာကနေဝင်ပြောင်းလို့ရပါတယ်စမီတာတဲခင်ကကူဟန်ကိုစမီတာတဲနဲ့ပတ်သက်တာမှန်များဒီနာကနေဝင်လို့ရပါတယ်ဒီဟာကတော့ passport တော့ဟန်ကိုပေါ့နော်ကိုယ့်ရဲ့ passport တွေကိုပြောင်းကျင်တယ်ဆိုတော့ဒီကနေဝင်ပြောင်းလို့ရပါတယ်အာဇူကာလီကင်းရှုကင်းကိုလွှဲလိုက်တဲ့ငွေတွေကိုရွှေမဝယ်ဖြစ်ဘူးပြန်ထုတ်ချင်တယ်ဆိုရင်တော့ဒီနေရာကနေဝင်ထုတ်လို့ရပါတယ်ခုအစပြီးတော့ကျွန်တော် spot တို့ခုမျိုးကနေရွှေဝယ်ပြမှာဖြစ်တဲ့အတွက် spot တို့ခုမျိုးတဲ့ကိုဝင်လိုက်ပါမယ် spot တို့ခုမျိုးတဲ့ကိုဝင်လိုက်မယ်ဆိုရင်ရွှေပလက်တီနမ်ငွေကိုကြိုက်တာဝယ်လို့ရပါတယ်ကျွန်တော်ကတော့ရွှေဝယ်မှာဖြစ်ပါတယ်ရွှေဝယ်တဲ့နေရာမှာတဲ့ကင်ကကူရှိတေးနဲ့ကျူရိုရှိတေးဆိုတာရှိပါတယ်ကင်ကကူရှိတေးကတော့ကိုဘလောက်ပိုးဝယ်မလဲဆိုတာကိုတတ်မှတ်လို့ရပါတယ်ကျူရိုရှိတေးကတော့ရွှေဘယ်နှဂရမ်ဝယ်မလဲဆိုတာကိုတတ်မှတ်ရတာဖြစ်ပါတယ်ကျွန်တော်ကတော့ပစံပမာဏကိုတတ်မှတ်ပြီးဝယ်မှာဖြစ်တဲ့အတွက်ကင်ကကူရှိတေးကိုရွေးပါမယ်ကင်ကကူရှိတေးရွေးပြီးကိုဝယ်ခြင်းနဲ့ပစံပမာဏကိုရိုက်ထည့်ပါမယ်ကျွန်တော်ကတော့ဒီတစ်ခေါက်1100ဝယ်ပြမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်1100ထည့်ပါမယ်ကိုဝယ်ခြင်းနဲ့ငွေပမာဏထည့်ပြီးနဲ့အောက်နားလေးမှာစုငရစမှုဆိုတဲ့ဘုတ်တုံကိုနှိပ်လိုက်မယ်ဆိုရင်ကိုနင်းကမန်ပေါ်လာပါလိမ့်မယ်ကိုဝယ်ခြင်းနဲ့နိုင်ရောဟုတ်မဟုတ်စစ်ပြီးရင်တကယ်တော့မှန်တယ်ဆိုရင်အောက်နားလေးမှာရှိတဲ့ခခုသေးဘုတ်တုံကိုနှိပ်လိုက်မယ်ဆိုရင်ရွှေဝယ်တာပြီးပါပြီကျွန်တော်ရဲ့လက်ကျန်ကိုပြန်တော့စစ်ကြည့်ပါမယ်ကဲကျွန်တော်ရဲ့လက်ကျန်ခုနက249 gram နဲ့အခု330 gram ဖြစ်တော့ပါပြီရွှေဝယ်တာပြီးဆုံးတော့ပါပြီကဲအကယ်တော့ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတရာဘုဟုတုတ္တရာတစ်စုံတရာရရှိခဲ့မယ်ဆိုရင် like and subscribe sharing လုပ်ပေးခြင်းဖြင့်ကူညီပေးလို့ရပါတယ်တခြားအဆင်မပြေတာရှိရင်မသိရရှိရင်လည်းချက်ပေါက်ကနေတစ်ဆင့်လာမေးလို့ရပါတယ်ကျွန်တော်အားတဲ့အချိန်လေးမှာဖြည့်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်